မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ step future ကိုပြောပြပေးသွားမှာဖြစ်ပါတယ် step future ကတကယ်တော့ကျွန်တော်တို့ဒီ incentive အနေနဲ့သုံးလို့ရတယ်ပေါ့နော်ဒီစီကံတွေမှာဆိုလို့ရှိရင်ဆရာဝန်တွေ incentive ပေးတာဒီအလုပ်တွေမှာ incentive ပေးတာ commission ပေးတာအဲ့လိုမျိုးကိစ္စတွေအတွက်ဒီ step ကိုသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ step လို့ပဲထည့်ပေးတာတကယ်တော့သူ့ incentive ဒါမှမဟုတ် percent အနေနဲ့တခုသုံးရင်လည်းရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ step တွေဝင်မယ်ပြီးသွားရင်လက်ရှိမှာဒီ6ယောက်ပေါ့နော်6ယောက် create လုပ်တာတယ်ပထမဆုံးကားရည်ဆေးကိုကြားပေါက်ကိုပေးရတယ်ပေါ့နော်ဒါက row ကတော့ကိုပေးချင်တာထည့်ပြီးတော့ပေးလို့ရတယ်ဖုန်းနံပါတ်ထည့်ပေးထားလို့ရတယ်လိပ်စာထည့်ထားလို့ရတယ်ဒီ commission ကဘယ်လောက်လဲဆိုတာဒီမှာတစ်ခါလေးသတ်မှတ်ထားလို့ရတယ် commission ကိုကျွန်တော်တို့ product commission ပေးလို့ရတယ်ဒီ step ရဲ့ဒီက commission ကိုယူပြီးတော့ပေးလို့ရတယ်ပေါ့နော်ဒါက setting မှာကျွန်တော်တို့သွားပြီးတော့ဖွင့်ပြီးတော့လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ setting ကိုအရင်သွားကြည့်အောင်ပါsetting မှာ enable step system ဆိုတာဒီမှာရှိပါတယ်ဆိုတော့ကျွန်တော်ဒီမှာဖွင့်ထားတယ် enable step commission ကိုလည်းဖွင့်ထားတယ်အဲ့ဒီမှာကျွန်တော် product commission ကိုလည်းဖွင့်ထားတယ် service commission ကိုလည်းဖွင့်ထားတယ် service commission ဆိုတာခုနကကျွန်တော်ပြောတဲ့ဒီ percent ဒီ incentive တွေကိုဆိုလိုတာဖြစ်ပြီးတော့ product commission ကတော့အယောင်းအတွက်ပေါ့နော်အယောင်းသမားတွေဆိုလို့ရှိရင်အယောင်းတွေကို commission ပေးမယ်ဆိုလို့ရှိရင်ဒီ product commission ကဖွင့်ပြီးသုံးလို့ရတယ်နှစ်ခုလုံးဖွင့်ပြီးကိုလုပ်ငန်းမှာနှစ်ခုလုံးလိုရယ်ဆိုနှစ်ခုလုံးဖွင့်ပြီးသုံးလို့လည်းရတယ်ပေါ့နော်ဆိုတော့ဒီမှာ item နဲ့ item က commission ရောင်းရတဲ့ပမာဏရဲ့ရာခိုင်နှုန်းကိုပေးမှာလားဒါမှမဟုတ်လို့ရှိရင် step ခုနကတော့ပြခဲ့တဲ့ဒီ step ရဲ့ commission ကိုပေးမှာလားဆိုတာဒီမှာရွေးလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် item နဲ့ပဲရွေးရတယ် hybrid ကကြတော့ဒီဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုလို့ရှိရင်ဒီ item ကနေပြီးတော့ commission မပေးရလို့ရှိရင်ဒီ step ရဲ့ commission ကိုသူ့အတူ auto ယူသုံးသွားမှာပေါ့နော်ဆိုတော့ဒီမှာ sales voucher commission ဆိုတာကဒီ voucher ရိုက်လိုက်တဲ့အချိန်မှာနောက်ဆုံးဒီ voucher အယောင်းကို commission ပေးတဲ့ပုံစံမျိုးပါဒီ product commission ကိုကျွန်တော်က voucher ရိုက်တဲ့အချိန်မှာ voucher ရဲ့ဒီ total amount ရဲ့အခုဒီမှာ 2% ထည့်ထားဆိုအဲ့ 2% ကိုအဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ customer ကိုခေါ်လာပေးတဲ့ commission ဝန်ထမ်းကို commission ပေးတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကအောက်မှာဆိုလို့ရှိရင်ဒီ voucher မှာဒီလူနာမည်ထည့်မလားမထည့်ဘူးလားဆိုတာကိုဖွင့်ထားပေးလို့ရတယ်ပေါ့နော်ဆိုတော့ဒါဆိုဖွင့်ထားပြီဆိုတော့ကျွန်တော်တို့အယောင်းသွားရိုက်ကြည့်အောင်ပါဆိုတော့ဒီမှာဒီဟာလေးကိုပစ္စည်းတစ်ခုကိုအကြာကြီးနှိပ်ထားလိုက်လို့ရှိရင်သူကဒီမှာ unit ရွေးလို့ရတယ်ဒီမှာ quantity ကိုတစ်ခါတည်းထည့်ပြီးရွေးလို့ရတယ်ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်ဘယ်သူလုပ်လဲဆိုရဲဘယ်သူရောင်းလဲဆိုရဲဘယ်သူ့ commission ပေးမလဲဆိုတဲ့ဟာကိုဒီမှာရွေးပေးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဟာကိုမရွေးတော့ဘူးကျွန်တော်က service ကိုရွေးကြည့်မယ်ဒီမှာ car wash ဆိုတော့ car wash မှာ assign ဘယ်လိုကြလဲကြားပေါက်ကိုချလိုက်တယ်စေးလိုက်တယ်ဆိုလို့ရှိရင်ဒီမှာကြားပေါက်ကဒီဟာရဲ့ကားရည်ဆေးရဖြစ်သွားတယ်ဆိုတော့ process to payment ကိုကျွန်တော်ထပ်သွားကြည့်မယ်ဒီမှာ save step ဆိုတာရှိတယ်ဒီ save step ဆိုတာခုနကကျွန်တော် 2% ပေးခဲ့တဲ့ step ကိုဆိုလိုတာဖြစ်တယ်တကယ်လို့ကိုကအဲ့မသုံးဘူးဆိုလို့ရှိရင်ထည့်စရာမလိုဘူးပေါ့နော်တကယ်လို့သုံးတယ်ဆိုလို့ရှိရင်ဒီဟာကိုထည့်ပေးရမယ်ဒီမှာ customer ရှိလို့ရှိရင် customer ထည့်ပေးရမယ်
ပြီးသွားလို့ရှိရင်ဒါကျွန်တော်တို့အကျွေး customer ဖွင့်ပြီးတော့အကျွေးစနစ်တွေလုပ်ထားတဲ့အတွက် credit တွေပါဝင်လာတာပေါ့နော်တကယ်လို့ customer ကိုဒီ credit တွေ debit တွေမသုံးထားဘူးဆိုလို့ရှိရင်ဒီဟာကြီးပွင့်နေမှာမဟုတ်ဘူးပြီးသွားရင်ဒီမှာ payment တွေထည့်ရမယ်ပြီးသွားလို့ရှိရင် check out လုပ်မယ်เนาะ step ကိုဆက်လက်မလုပ်တော့ဘူးဒါဆိုလို့ရှိရင်ဒီမှာကြားပေါက်ကကားရည်စီးရတယ်ဒါကိုဒီမှာပါသွားတယ်ပေါ့နော်ဒီမှာဆိုကြားပေါက်ကကားရည်စီးရတယ်ဆိုတာပြပေးနေတယ်ဆိုတော့ဒီ height detail ဆိုတာဒီ voucher မှာရှိတဲ့ဒီကြားပေါက်တို့ဒီ point တို့ discount တို့ကိုသူက height လုပ်ပေးတာပေါ့နော်ဒါဆိုလို့ရှိရင်ဒါပေါ်ပြတာလေဒီ height detail ကိုနှိပ်လိုက်လို့ရှိရင်သူကပျောက်သွားတယ်ပေါ့နော်ဒါ voucher မှာကျွန်တော်တို့ဒီလိုမျိုးရွေးချယ်ပြီးတော့ထုတ်လို့ရတာပေါ့နော်ရှင်းရှင်းလင်းလင်းထုတ်ချင်တဲ့လူကဒီဟာလေးကို height လုပ်ထားနိုင်ရပြီဒီ show လို့ပေါ်နေရဆိုတာနှိပ်ရမယ့်ဟာကိုပြပေးတာဖြစ်တယ်ဒီဟာကိုနှိပ်လိုက်လို့ရှိရင်ဒီဘက်ကခုနကြားပေါက်ဆိုတာတွေ discount တွေ point တွေပြန်ပေါ်လာမှာဖြစ်ပါတယ်ဆိုတော့တခါလေးဒီမှာပြချင်တာဒီ system print ဆိုတာကျွန်တော်က A4 print အနေနဲ့ထုတ်လို့ရတယ်နော် PDF တွေထုတ်လို့ရတယ်ဒီမှာ printer ရွေးပြီးထုတ်လို့ရတယ်ပေါ့နော်တကယ်လို့ကိုက slip နဲ့မထုတ်ချင်ဘူးစာရွက်ကြီးတင်ထုတ်ချင်ဒီ system print ဆိုတဲ့ဟာလေးကနေပြီးနှိပ်ပြီးတော့ထုတ်လို့ရတယ်ပြီးတော့ image ကိုလည်း direct ယူလို့ရတယ်ပေါ့နော်ဒါယူလိုက်လို့ရှိရင်ဒါ image နဲ့ထွက်သွားမယ်ဒါဆိုလို့ရှိရင် online ကနေပြီးတော့ share ပေးရပါညာလုပ်လို့ရမယ် PDF လုပ်လိုက်လို့ရှိရင် share PDF ဆိုလို့ရှိရင်တခါလေ email attach တွဲ PDF အနေနဲ့ထွက်ပြီးတော့ email attach တွေဒါမှမဟုတ်ဒီ message application တွေကနေပို့လို့ရတယ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ဝင်သွားဟိုက step ထဲမှာဝင်သွားပြီပေါ့နော်ဒါတော့ကြားပေါက်က commission ဒီမှာရှိတယ်ကျွန်တော်ဒါကို report အနေနဲ့ကတော့တီးတန့်ကြီးမထုတ်ရသေးဘူးပေါ့နော်ဒီ report ထဲမှာတော့ step တယောက်ချင်းအနေနဲ့သူဘယ်လောက်ရှိရဲဆိုတဲ့ဟာကိုပြပေးတာပါလေဒါဆိုလို့ရှိရင် step ကတော့ဒီလောက်ပါပဲခင်ဗျနောက်ထပ်ဒီ update မှာတော့ဒီ step နဲ့ပတ်သက်တဲ့ဒီ report တွေသူ commission ဘယ်လောက်ရရဲဆိုတာလေး update ထပ်လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ Kit the Android POS ကိုအသုံးပြုပြီးအချိန်မရလိုက်ပဲနဲ့တက်တန်းကုန်သွားတဲ့လူတွေအနေနဲ့ကျွန်တော်ကိုဆက်သွယ်ပြီးတော့တက်တန်းတိုးကိုတောင်းဆိုနိုင်ပါတယ်ဒီဗီဒီယိုတွေကနေပြီးတော့ထပ်ပြီးတော့ပြန်ပြီးသုံးကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျကျေးဇူးတင်ပါတယ်